Yes ကြည့်သင့်ပါတယ် anime ကိုလူတိုင်းမကြည့်ရင်ရအကြောင်းရင်းက anime ကပေါ်တော်တွေပေါ်ကြောင်ကြောင်နေပဲပြည့်နေဆိုပြီးတော့မကြည့်ရင်ရဘူးဒါလည်းမှန်ပါတယ် anime ကတကယ်လဲတိပါတယ်အဲ့လိုအရင်ပြည့်နေခုနောက်ပိုင်းထွက်တဲ့ anime ဆိုပိုလွတ်အောင်ဆိုသေးတယ်နာမည်ကြည့်ရုံနဲ့ကိုကောင်းအောင်မူပါမယ်ဒါနဲ့ပဲ anime ကိုမကြည့်ရတော့ဘူးလားဆိုလဲဟုတ်ပါကြည့်တင်ပါတယ် anime ကိုတစ်သက်မှတစ်ခါတော့ကြည့်သွားတင်ပါတယ်ဒါပေမဲ့ခုနလိုပေါက်ကြရရင်လည်းမကြုံရအောင် anime ကြည့်ရကလမ်းမှန်ရောက်ဖို့တော့လိုပါတယ်အဲအကြောင်းဒီဗီဒီယိုမှာကျွန်တော်က anime ကိုလမ်းမှန်ကနေဘယ်လိုကြည့်ရမလဲဆိုတာ guideline လေးပေးပါမယ်ပေါ့ဗီဒီယိုလေးမဆက်ခင်မှာဒါကျွန်တော်ရဲ့ပထမဆုံးဗီဒီယိုလေးဖြစ်တာမို့လို့အမားလေးပိုင်းလည်းခွင့်လို့ပေးပါလို့ပြီးတော့ like နဲ့ subscribe လေးလည်းပေးတော့ပါအောင်လို့အဲ့မှာလည်းကျွန်တော်ဗီဒီယိုလေးဆက်လုပ်နိုင်ပါပေါ့ okay တဲ့ anime ကိုတစ်ခါမှမကြည့်ဘူးရဲ့လူလား anime နဲ့ဆိုအမြဲတမ်းသူမလိုပဲဝိတ်ကွာနေတဲ့လူလားဒါဆိုရင်ဒီ guideline လေးကသင်အတွက်ဖြစ်ပါလိမ့်မယ်ကျွန်တော်အနေနဲ့တော့ anime စကြည့်ရင် anime ကို show တွေ series တွေကမကြည့်ဘဲနဲ့ movie တွေကနေစတင်တယ်လို့ထင်ပါတယ်ဟုတ်ပါတယ်အဲ့ movie တွေပါသင်လည်းကြားဘူးမှာပေါ့ဂျပန်ကာတွန်းက movie တွေဆိုပြီးတော့လीနာမည်တားကြည့်တဲ့ Your Name တို့ Ghibli ကထုတ်တဲ့ Spirit Away တို့လို့လीအဲ့လို movie နဲ့ကျွန်တော်ကတော့စတင်တယ်လို့ထင်ပါတယ်ဘာလို့ show တွေကမစားဟိုင်းနေဆိုရင် movie တွေက show တွေထက်စားရင်တော့ပေါ်ကြောင်ကြောင်တွေကမရှိသလောက်ရှားပါတယ်ပေါ့စကြည့်မဲ့လူတွေဆိုခုနက Ghibli က Spirit Away တို့ Princess Mononoke Moving Castle တို့ပြီးတော့ခုန romantic ပို့ဖြစ်တဲ့ Your Name တို့ Weathering with You တို့အဲ့လို movie ကနေအရင်စတင်တယ်ပြီးမှ anime show တွေကိုဆက်ကြည့်ပေါ့ anime show တွေကိုဆက်ကြည့်တဲ့အခါမှာလည်း safe ဖြစ်အောင်ရွေးတတ်ဖို့လိုတယ်အဲ့တော့ကျွန်တော်ကခင်ဗျားတို့ရွေးစရာမလိုအောင်ကျွန်တော်ကိုယ်တိုင်ရွေးပေးထားရပေါ့ဒီပါတဲ့ anime တွေက 100% safe လုံးဝဖြစ်တယ်ပထမဆုံးနဲ့ safe ဖြစ်ဆုံး anime ကတော့ Demon Slayer ပါ Demon Slayer ကတော့စကြည့်မဲ့လူတွေအတွက်ဆိုတော်တော်လေးအဆင်ပြေတယ်ဇာတ်လမ်းကလည်းတော်တော်စိတ်ဝင်စရာကောင်းပြီးတော့ Hold up wait a minute စိတ်ဝင်စရာကောင်းပြီးတော့ fighting တွေတိုက်ပွဲတွေကလည်းမိုက်တယ် animation ကလည်းတော်တော်ကောတယ်နောက်တဲ့ anime ကတော့ကျွန်တော်ရဲ့ my favorite all time Fullmetal Alchemist ဖြစ်ပါတယ် Fullmetal Alchemist ကတော့မကြောက်ဘူးတဲ့လူတွေရောက်ဒါ rating ကောင်းဆုံးပေါ့ rating ကောင်းဆုံး show ဖြစ်ခဲ့ဘူးတာပေါ့ထက်အောင်တိုင်းလည်းမကြော်တက်သွားခင်ပေါ့ခုလည်း rating ကောင်းဆုံးဖြစ်တော့မှာပဲဒုတိယထင်တယ်နော်ဒီ show ကလည်းစကြည့်မဲ့လူတွေအတွက်တော်တော်လေးကိုအဆင်ပြေတယ်ဇာတ်လမ်းကလည်းတော်တော်စိတ်ဝင်စားစရာကောင်းတယ်နားလဲရလည်းလွယ်တယ် fighting တွေကလည်းတော်တော်မိုက်တယ် animation ကလည်းကြည့်ရလူတွေအတွက်အဆင်ပြေတယ်သူ့ရဲ့အကောင်းဆုံးပိုင်းကသူ့ရဲ့ plot ပေါ့ပုံမှန် anime show တွေဆိုရင် plot ကပထမဆုံးဇက်ချိန်တက်တယ်ပြီးရင်ဇက်မြင့်ပြီးတော့ဇက်နည်းနည်းကြာနောက်ဆုံးဇက်ဆင်းသွားတယ်ဒါပေမဲ့ Fullmetal Alchemist ရဲ့ plot ကတော့ wait oh shit နောက်ဆုံး show တစ်ခုကတော့ Jujutsu Kaisen ပါ Jujutsu Kaisen ကတော့ပြောရရင်80%လောက်ကတိုက်ပွဲနေပြည်နေတပိုင်းအမြဲတိုက်ပွဲကပါနေတာအဲ့တော့ယောက်ျားလေးတော့တော်ကြိုက်မှာပါအဲ့ main ကလေးလည်းကြည်ပါတယ်ကျွန်တော်မြင်မှုရဲ့လေ reactor တွေ react လုပ်နေကြ Oh my god don't give it to me no ကဲကျွန်တော်အခုပြောပြပေးပါတဲ့ guideline လေးတိုင်းကြည့်ရင်တော့မိတ်ဆွေသင်ဟာ anime ကိုလုံးဝ baking နဲ့လမ်းမှန်ကနေကြည့်ရှုနိုင်ပါတယ်ကျွန်တော်ကတော့ကျွန်တော် guideline လေးတိုင်းအရင်ကြည့်ပြီးမှနောက်ပိုင်းကိုပါကိုကြည့်ရင် show ဆက်ကြည့်ပေါ့နောက်ဖြစ်တာတော့ကိုယ်စလန်ပေါ့ဗျာကျွန်တော်ဖြစ်စေချင်တာအဓိကကတော့ anime ကိုစကြည့်တဲ့အခါမှာနောက်လုံးဝကိုပြန်လှည့်မကြည့်ကြတော့ဘူးဆိုပြီးတော့မဖြစ်သွားစေချင်တာပေါ့ကဲဒီဗီဒီယိုကြည့်နေတဲ့လူတွေရောတင်တော့စကြည့်မဲ့တငယ်ချင်းတွေပါရှိရင်ဘယ်လို recommend ပေးမလဲတင်ရဲ့အကြံဉာဏ်အကြံအမြင်တွေcomment မှာရေးသွားပေးနိုင်ပါတယ်နောက်ထပ်ဒီလိုဗီဒီယိုမျိုးလေးတွေဆက်ကြည့်ခြင်းနဲ့ဆိုရင် channel လေးကိုအားပေးပါ subscribe လေးလုပ်ပေးသွားပါလို့ကဲအားလုံးပဲကြည့်ရှုရပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် bye bye peace